ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုမောင်းပြနေတဲ့အင်ဂျင်ဒီကျွန်တော်တို့ဖက်ဆက်အင်ဂျင်တွေက155 140တွေကအခုလိုမောင်းလို့ရတယ်အဲ့တော့ဖက်ဆက်အင်ဂျင် RD ZD RD နဲ့လာတယ် ZD နဲ့လာတယ် EN နဲ့လာတယ် EN နဲ့လာတယ်အဲ့အင်ဂျင်တွေအကုန်လုံးကျွန်တော်တို့140 155ပုံစံမျိုးကျွန်တော်တို့စက်တုံးတွဲကိုကျွန်တော်တို့အခုပုံစံမျိုးမောင်းလို့ရတယ်အဲ့တော့ဒီကောင်းရဲ့ကုန်ညငွေကဘယ်လောက်ရှိလဲဆိုအခုပုံစံတိုင်းက135သိန်းရှိတယ်135သိန်းအဲ့တော့အင်ဂျင်နဲ့ဂိုင်းဖက်ဆက်အင်ဂျင်နဲ့စင်ဂိုင်းတွေဟာ95သိန်းကျွန်တော်တို့တန်မင်းတွေရေကာတွေထပ်ထည့်တယ်နောက်ကထိုင်မောင်းစက်တုံးထပ်ထည့်တယ်အဲ့ဒါအကုန်လုံးပေါင်းလိုက်ရင်ကျွန်တော်တို့135သိန်းခုမောင်းတဲ့အတိုင်းနော်အားလုံးအသစ်135သိန်းအင်ဂျင်ကလည်းအသစ်ဂိုင်းကလည်းအသစ်အဲ့တော့ဒါကျွန်တော်တို့ RD 155ပဲဖြစ်140ပဲဖြစ်နေကျွန်တော်တို့ ZD ဖက်တိုင်း140ပဲဖြစ်နေ155ပဲဖြစ်နေဒီပုံစံမျိုးမောင်းနေတာသူ့ရဲ့အားသာချက်ကအားနည်းချက်ကတော့ဒီကောင်ကြီးဖက်တိုင်းအင်ဂျင်ဖြစ်တဲ့အတွက်ကိုကူရာအင်ဂျင်ကိုတော့မမီဘူးအဲ့တော့ကျွန်တော်တင်ပြနေတဲ့ကိုကူရာတစ်စိတ်ပါတဲ့အင်ဂျင်ဟာကိုရေးအယုံဆွဲကောင်းတယ်စတန်ပို့ခံတယ်เนาะအမအလဲပတ်ဒီအဲ့လိုထည့်လို့ရတယ်အလဲပတ်ဒေါင်းနေတယ်အဲ့လိုကပ်ပြန်ပြီးတော့ဝင်လို့ရတယ်เนาะဒေါင်းနေတယ်ဝင်လို့ရပါမလားဆိုတော့ဒီအကုန်လုံးဝင်လို့ရတယ်အဲ့ဒီနားမှာခဏရခိုင်းနေလို့ကြား135သိန်းကြတယ်။အဲ့မောင်းတော့ဘယ်ရောက်ရတော့သူတို့မောင်းခိုင်းလိုက်တော့အဲ့တော့အယုံဆွဲရတော့ကျွန်တော်တို့155ပုံစံနီးပန်းတော့ယုံနိုင်တယ်။သို့တော်လည်းတက်တန်းအားနဲ့တော့ကျွန်တော်တို့ကွန်ပျူတာအင်ဂျင်ကိုတော့မမီဘူး။နော်ကွန်ပျူတာအင်ဂျင်ကိုတော့ကျွန်တော်တို့တက်တန်းရဲ့ရေရှည်ခိုင်းနိုင်တဲ့တက်တန်းကိုတော့ကွန်ပျူတာအင်ဂျင်ကိုတော့မမီဘူးဒီကောင်ကတော့ကျွန်တော်တို့တက်တန်းတူတယ်เนาะပြောချင်တာတော့အပြည့်စည်းမြန်မယ်ပေါ့ဗျာဒါပေမဲ့ဒါတွေကအကုန်လုံးအသစ်တွေကြီးပဲကိုသုံးတဲ့အပေါ်မှာမူတည်တယ်เนาะစေကဧက20လောက်ကတော့ခဏလေးဒါတရက်နှစ်ရက်ပဲမောင်းပါเนาะတနေ့ကိုဒါစေကကောင်းကောင်းမောင်းလို့ရတယ်အဲ့တော့တနေ့ကိုစေကတန်းတန်းပြအောင်လုပ်နိုင်တယ်အခုလိုထဲခဲကိုစေကောတနေ့ကိုစဘာစေကလိုက်ပြလို့ရတယ်ထဲခဲကိုရေသွင်းပြီးသွားပြီဆိုတနေ့ကိုစေကနောက်ကစဘာပက်လိုက်တော့အဲ့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းပါချမ်းသာကြပါစေ